အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တော့ကျွန်တော်မြန်မာကားကြီးမကြည့်တော့ဘူးဒီတစ်ပတ်ဘာကားကြည့်မှာလဲဆိုတော့ထိုင်းသေးကားကြည့်မှာ Our House ဆိုတာကအခုကျွန်တော်ရောက်နေတော့နေပြီးတော့ရုံအောင်ပေါ့လေဒီကားကိုစိတ်ဝင်စားတော့ trailer ကြည့်ပြီးတော့ကျွန်တော်သဘောကျသွားတယ်ပေါ့ဗျာဟာကြောက်ဖို့ကောင်းမယ်ပေါ့လေအပြောင်းလေးဖြစ်အောင်လည်းကြည့်ချင်တယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီ Our House ဆိုတဲ့ရုပ်ရှင်ကားကျွန်တော်နည်းနည်းပြောအောင်ဒီကားကတော့ထိုင်းနိုင်ငံမှာဒီဇင်ဘာလ4ရက်နေ့တည်းကရုံတင်ခဲ့ရပါပေါ့လေဒါပေမဲ့သူကတစ်ပတ်အတွင်းမှာရုံဝင်ဝင်ဘတ်31.5 တန်းလားမသိဘူးရတယ်ဗျတော်တော်အောင်မြင်တယ်ပြောရမယ်အခုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာလည်းသူတို့ထိုင်းနိုင်ငံတနိုင်ငံထဲမှာဒီရုံဝင်ငွေကဘတ်တန်း100ကျော်ရပြီးလို့သိရတယ်ပြီးတော့ဒီကားရဲ့မူပိုင်ခွင့်ကိုလည်းဒီနိုင်ငံတကာဖြန့်တဲ့အချိန်မှာထိုင်းကုမ္ပဏီကဖြန့်တာမဟုတ်ကိုရီးယားကုမ္ပဏီကဝယ်ပြီးတော့ဖြန့်နေဆိုပြီးအဲ့လောက်ထိအောင်မြင်နေပေါ့လေအဲ့တော့ဘာမှဒီလောက်ထိအောင်မြင်နေရလဲဆိုပြီးကျွန်တော်လည်းစိတ်ဝင်စားလို့ online မှာဒီရုပ်ရှင်ကားကျွန်တော်လည်းရှာဖတ်ကြည့်ရပေါ့ဗျာဖတ်ကြည့်တဲ့အချိန်မှာတော့ဒါထိုင်းနိုင်ငံမှာနာမည်ကြီး radio show တစ်ခုရှိရယ် Ghost Radio ဆိုတာသူကဗျာဟိုတရေအကြောင်းတွေပြောကြရဗျာ live လွှင့်ပြီးတော့ဗျာ radio ထဲမှာပေါ့လေအဲ့ Ghost Radio ကဇလန်တော်တော်များများကိုလည်းထိုင်းတရေကတော်တော်များရိုက်ခဲ့တာကိုလည်းဒါတရေကကြိုက်တဲ့ပရိသတ်တွေလည်းကြည့်ဘူးမှထင်ပါတယ်ဒီဇလန်ကလည်း Ghost Radio မှာဒီဖုန်းဆက်ပြီးတော့ပြောရဲပေါ့လေပြောရဲဇလန်တွေထဲမှာနာမည်ကြီးရဲ့ဇလန်တစ်ပုဒ်လို့လည်းသိရတယ်ဗျပြောပုံရဆိုလို့ရှိရင်ဒီကားတော့ဖြစ်ရမှန်ပေါ့လေဖြစ်ရမှန်ဆိုရင်တော့တေချာတော့ဒီဖုန်းဆက်ပြီးပြောရဲဆိုရဲကအဓိကတေးဥဆောင်တွေအကုန်လုံးမသိဘူးဆိုတဲ့သဘောပဲတော့မို့ဆိုပြောမဲ့လူရှိမှာမဟုတ်ဘူးပေါ့လေအဲ့တော့ဇလန်ချင်းကိုကျွန်တော်နည်းနည်းပြောချင်တယ်ပေါ့ trailer ကြည့်ပြီးဇလန်ခတ်မှန်းမယ်ပေါ့ဗျာแต่ละบ้านในหมู่บ้านเนี้ยต้องการความเป็นส่วนตัวสูงလင်မယားနှစ်ယောက်ရှိမယ်အဲ့လင်မယားနှစ်ယောက်ကနေပြီးအိမ်ယာစီမံကိန်းတစ်ခုရှိမယ်ဗျာလုံးချင်းအိမ်ယာစီမံကိန်းပေါ့အဲ့အိမ်ယာစီမံကိန်းကိုဈေးပေါ်လို့ဆိုရောက်လာတယ်ပွဲစားချင်းထည့်လိုက်တယ်ပေါ့ဗျာအဲ့တော့သူတို့ရောက်လာတယ်ပေါ့ရောက်လာတဲ့အချိန်မှာမှသူတို့အိမ်တိမ်ပဲလူနေပြီးတော့ပတ်လေးရအိမ်တွေကတရေကြီးဖြစ်နေတာပေါ့လေအဲ့လိုဇလန်မျိုးပေါ့အဲ့မှာမှကျွန်တော်စိတ်ဝင်စားတော့ဇသိန်းမှာသူတို့နှစ်ယောက်ကပဲအဲ့အိမ်ယာစီမံကိန်းကသူတို့ရဲ့ဈေးပေါ်နဲ့ရတာအိမ်ကိုစွန့်ခေါင်အောင်မလားဒါမှမဟုတ်ရှင်ဘေးအိမ်တွေကတရေကြီးအကုန်လုံးမနေနိုင်အောင်လုပ်မလားလူကအရှုံးပေးမလားတရေကြီးအရှုံးပေးသွားမလားအဲ့တော့စိတ်ဝင်စားရဗျာအဲ့တော့အရင်ကြည့်လိုက်အောင်မကြည့်ပြီးမှကျွန်တော် review ပြန်ပြောပြမှာไม่ว่าจะเป็นคนหรือจะเป็นผียังไงวินก็จะสู้วินไม่กลัวไหมကဲ Our House ကတော့ကြည့်ပြီးသွားပြီကျွန်တော်ထင်တာကတည်းကပိုကောင်းတယ်ဗျာပိုကောင်းတယ်တော့မဟုတ်ဘူးလေကျွန်တော်ထင်တာကတည်းကပိုကြိုက်တယ်ပေါ့ကျွန်တော်သဘောကျတယ်ဗျာအဲ့ဒါဆိုဇလန်ကိုပြန်ကောင်းအောင်ဇလန်ကတော့ဗျာဒီ trailer ထဲမှာပါတဲ့အတိုင်းပဲဈေးပေါ်နဲ့ရလို့ဆိုသူတို့လာနေတယ်ဆိုပေမဲ့လည်းအရင်အိမ်ရှင်မှားသွားတယ်ဘေးအိမ်နဲ့အဆက်ဆံမလုံးနဲ့ဆိုပြီးတော့တဲရဲကကြည့်နေကြပြည်သက်တွေသဘောပေါက်ပြီဘေးကတဲရဲ6တယ်ဆိုတာသဘောပေါက်ပြီပေါ့ဗျာဒါပေမဲ့အဲ့တဲရဲမှာဘာလို့တဲရဲ6တာလဲဒီအိမ်နဲ့ဘယ်လိုဆက်ဆက်မှုတွေရှိနေလဲအဲ့ဒါကတော့ဇလန်ထဲမှာဖြေရှားမှာပေါ့လေဒီဇလန်ကဖြစ်ရမှဇလန်ကိုအခြေခံလာဆိုတော့ဒီဇလန်ကိုဗျာအဲ့ဒီ The Ghost Radio ဆိုတဲ့ဒီ radio show မှာတရားရောက်ကပြန်ပြီးပြောပြရပဲပါဖုန်းဆက်ပြီးပြောပြရပေါ့လေဖုန်းဆက်ပြီးပြောပြနေရဆိုဘယ်သူကဖုန်းဆက်ပြီးပြောပြရတယ်အဲ့ဒီအကောင်လုံးကစက်သိန်းကြမှာအဖြေပေါ်မှာဒါပေမဲ့ကြည့်လို့ကောင်းတယ်ဒီနောက်တစ်ခါဘာဆက်ဖြစ်မလဲဘာဆက်ဖြစ်မလဲဆိုတာဟိုကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာတကယ်လဲထိုင်းမှာဒီကားကပေါက်တယ်ဆိုတော့ပေါက်တယ်မှာပြောရမယ်ဆိုလို့ရှိရင်ဗျာ James Scare ကတော့ပါရဆိုပေမဲ့အများကြီးမဟုတ်ဘူး तू ကကြောက်ဖို့ကောင်းတယ်ဆိုတာစစ်တွေးနေမှာငါသာသူ့နေရာမှာဆိုလို့ရှိရင်ဘယ်လိုခံစားရမလဲဆိုပြီးတော့ကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့မှအိမ်ဝင်မယ်ဆိုဘင်းဒီမှာရှေ့နောက်ဘင်းညာတောင်မြောက်အကုန်လုံးစုံစမ်းပြီးမှဝယ်ရမလို့ဖြစ်နေပြီဒီကားကြည့်ပြီးနည်းနည်းသွေးပြတ်သွားတယ်ပေါ့လေပြီးတော့ဗျတကယ်ကို horror မှုအပြည့်ခံစားရတယ်ဗျဘာကြောင့် horror မှုအပြည့်ခံစားရလဲဆိုတော့ဒီကားကိုလာကြည့်ရကျွန်တော်တငယ်ချင်း2ယောက်ပေါ့လေအခုဒီဗီဒီယိုရိုက်ပြီးကျွန်တော်တငယ်ချင်းကိုသက်စင်ပေါ့ကိုသက်စင်ရဲ့ကျွန်တော်ရဲ့2ယောက်ထက်ဒီယုံထဲမှာရှိရတာတကယ်ကို horror ပဲအပြည့်ပဲတော်သေးရပေါ့နောက်ထပ်ဇုံနှဲတွဲနဲ့အဖိုးကြီးရောက်လာလို့တယုံလုံးမှာ9ယောက်ပဲရှိတော့ပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဆိုတော့ခံစားရတယ်ဟောဒီကားထဲမှာပါတဲ့မင်းသားပေါ့လေမင်းသားကတော့ဗျထိုင်းနယ်မြေကြီးကအရန်ရှိတော့တို့ကအတူကပဲပြောကြတာပေါ့လေသူ့ကိုခေါ်တာ Alex လို့ခေါ်ရဲပေါ့လေဟိုဗျာကျွန်တော်ပြောတာအတန်ထွက်နည်းနည်းမှားနေမှာပေါ့သူကတော့ series တွေမှာသူနာမည်ကြီးမင်းသားအခုမှတည်းကဒီကားတော့မဟုတ်ဘူးလေသူရုပ်ရှင်ကားကြီးတော့ရိုက်တယ်ပေါ့လေဒါပေမဲ့ရုပ်ရှင်ကားကြီးမှာတော့တိတ်မပေါက်ဒီကားမှာတော့ပေါက်တယ်လို့သိရတယ်ပေါ့နောက်ပြီးတော့ဒီကားကြီးမှာအဓိကမင်းသမီး2ယောက်ပါတယ်ဗျမင်းသမီး2ယောက်ကဇက်ပိုတွေကပါတယ်ပေါ့လေဒါပေမဲ့ပါသမျှကောင်မလေးတန်းချောတယ်ဗျကြည့်ရတော့နည်းနည်းသဘောကျတယ်ပေါ့ဗျအဲ့တော့ဒီကားမှာအဓိကပါတဲ့ခေါင်းဆောင်မင်းသမီးကတော့ဒါ Siren Red ပေါ့လေသူကဒီ Miss Grand Thailand 2025လို့လည်းသိရတယ်ဒီလာပိုင်းတွင်းမှာကျင်းပသွားတဲ့ Miss Grand International 2025ပြိုင်ပွဲမှာလည်းသူကဒုတိယဆုရတာပေါ့လေအလှမယ်ပေါ့တရေမနေရတေးဥဆောင်တဲ့မင်းသမီးပေါ့လေမင်းသမီးကလည်းသူကအဆိုတော့တေးရေးလဲလုပ်တယ် Boogie Lion လို့ခေါ်ရပေါ့လေမင်းသမီး2ယောက်လုံးတော့တကယ်ချောတယ်မင်းသမီး2ယောက်ကြည့်ရတယ်တန်နေပြီပေါ့လေဖြစ်ရမှန်ဆိုရတဲ့တကယ်ဖြစ်နိုင်ရရှိတဲ့ဟာတွေပဲဒါပေမဲ့လည်းတချို့ခန်းလေးမှာတော့နည်းနည်း over the top ပေါ့ဗျာမဖြစ်နိုင်တဲ့ဟာမျိုးတွေအလွန်ကျူးကြီးတော့နည်းနည်းတော့ပါတယ်ပြီးတော့ထိုင်းသေးရဲကားရဲ့ထုံးစံအတိုင်းနည်းရွှန်စရာကောင်းတဲ့အခန်းလေးတွေတော့တစ်ခန်းသာနှစ်ခန်းသာတော့ပါတယ်ပေါ့ကျွန်တော်ဒီကားမှာမကြိုက်တာဆိုလို့တခုတော့ရှိတယ်ဗျာသူကနည်းနည်း plot twist ပေါ့လေလှည့်ကွက်တွေပေါ့လှည့်ကွက်တွေထဲမှာသူ့ရဲ့ plot twist တစ်ခုကတော့ဗျာလက်တွေ့ဘဝမှာဘယ်လို့မှမဖြစ်နိုင်ဘူးဗျာရုပ်ရှင်တွေမှာတော့မှတိုက်ဆိုင်မှုကြီးကိုအရင်အခြေခံထားသလိုဖြစ်နေတယ်ပေါ့ဒါ plot twist တစ်ခုတော့ကျွန်တော်သဘောမကျဘူးအဲ့ဒါလည်းအခုကျွန်တော်ပြောလိုက်လို့ရှိရင်ဇလိုင်းတစ်ခုတော့ spoil လို့ဖြစ်သွားလိမ့်မယ်ပေါ့လေအဲ့တော့မပြောဘူးကိုယ်တိုင်ကြည့်ရဲ့အချိန်ကြလို့ရှိရင်တော့ကျွန်တော်ပြောတာဗာလဲဆိုတော့သဘောပေါက်လိမ့်မယ်ပေါ့လေတရေကအေးဆေးကြည့်ကျင်တဲ့လူတွေကတော့ကွက်တီပဲအထူးသဖြင့်တော့တငယ်ချင်းတွေနဲ့စုပြီးကြည့်မယ်ဆိုလို့ရှိရင်ဘေးကားနဲ့ကြောက်လန့်ပြီးတော့ပြောဖို့ကောင်းမယ်အထူးသဖြင့်တော့သမီးကြီးစားတွေပေါ့လေနှစ်ယောက်တည်းတူလာကြည့်ကွက်တီပဲယုံထဲမှာတော့သဘောကျစေရမယ်ပြီးတော့ဒီထိုင်းတရေကားတွေမှာကျွန်တော်သတိထားမိတာမြန်မာတရေကားတွေနဲ့မတူတာပေါ့လေကျွန်တော်သတိထားမိတော့အတန်မြ
သူတို့ရဲ့ sound design အရန်ကောင်းတယ်ဗျာတချို့အခန်းတွေဆိုဘာမှတော့မလားသေးဝုံတိုင်းဆိုပြီးအတန်နေနဲ့ပဲကြောက်နေရပြီဝုံတိုင်းဆိုတာလည်းဗျာဟိုတစ်ချိန်လုံးဝုံတိုင်းလုပ်နေတာမဟုတ်ဘူးရိုးတန်းအခြားအတန်တစ်ခုခုလည်းပါလိုက်ပဲဒါပေမဲ့အဲ့ဒီအတန်ကြားတွေကိုကလူက6ချားနေရပြီsound design ကတော့တကယ်မိုက်တယ်အဲဒါကြောင့်မလို့ထိုင်းသေးရဲကားတွေကဒီကပောင်မှာပေါက်တာလို့ယူဆတယ်ပေါ့လေကျွန်တော်အမြင်ပြောပြရတာပေါ့ပြီးတော့ဒီကားရဲ့ဇက်သိန်းမှာတော့ open ending နဲ့ဆုံးသွားတယ် open ending နဲ့ဆုံးသွားတာဖြစ်တဲ့အတွက်ဒုတိယကားထပ်လာနိုင်တယ်ဟိုပြီးတော့ထိုင်းမှာလည်းရုံဝင်ငွေကောင်းနေတာဆိုတော့ပေါက်ကားဆိုတော့ဒုတိယကားထပ်လာမှာတော့တေးကြတယ်ဒုတိယကားလည်းဒေါ်လာကြည့်ပြတ်မှတ်ထင်တယ်ကျွန်တော်သဘောကျလို့အဲ့တော့ rating တွေနဲ့ပေးဆိုလို့ရှိရင်တော့ကျွန်တော်10မှာ9လောက်ပေးချင်တယ်မင်းသမီး2ယောက်လုံးကချောပေမဲ့လည်းတစ်ယောက်ကအလှမယ်တစ်ယောက်ကအဆူတော်ဆိုတော့နည်းနည်းတက်သားရုပ်တော့နည်းနည်းဆန်တယ်ပေါ့လေဒီလိုခန်းနေမှာသူတို့တရုပ်ဆောင်တာလေးမင်းသားကတော့တကယ်ကောင်းပါတယ်အဲ့ဒါကြောင့်မို့လို့လဲ rating နည်းနည်းကျသွားပြီးတော့ကျွန်တော်ခုနပြောသလိုမျိုးပဲတချို့အခန်းတွေကတော့အရန်ကြီးဗျာလောက်ကြံယူလာတဲ့အခန်းတစ်ခန်းတစ်ခါလောက်ပါတယ်အဲ့ဒါကြီးတော့ကျွန်တော်သဘောမကျဘူးပေါ့လေဒါပေမဲ့ overall အနေနဲ့ခြုံကြည့်မှဆိုလို့ရှိရင်တော့ကျွန်တော်ကြိုက်တဲ့ရုပ်ရှင်ကားတကားလို့ပြောလို့ရပါတယ်အော်ပြီးတော့နောက်တစ်ခုကြံသေးရဲ့ဗျာဒီကမြန်မာဆိုင်တို့ဒုံမာလာကြည့်ရဆိုလို့ရှိရင်လည်းမြန်မာဆိုင်တို့နဲ့ AC ကြည့်လို့ရမယ်လက်ရှိရုံမှာမပတ်ဘူးဆိုလို့ရှိရင်လည်းဘယ်လိုအချိန်မျိုးမှာမြန်မာပြည်သက်တွေကြားထဲမှာရေပန်းစားမလဲဆိုလို့ရှိရင်တော့ဒီဘယ်လိုပြောမလဲ streaming service တွေမှာဒီကားတက်လာပြီဆိုလို့ရှိရင်တော့စာရှည်ကြီးတွေ online ပေါ်မှာရေးကြပြီးတော့ပေါက်ကြအောင်ပါဒီကားအဲ့တော့ကျွန်တော်ကြိုပြီးဟောရေးရေးပြောရဲတယ်ပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်အစီအစဉ်အဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံမှာပါလို့ဆူတောင်းရင်းနဲ့ဆူတောင်းမင်းနဲ့ဒီစီဇန်ဒီမှာပဲအဆုံးတက်ချင်ပါတယ်ဗျအားလုံးတက်တာ